2022ခုနှစ်မှာရုတ်တရက်သတိလစ်သွားခဲ့တဲ့ထိုင်းမင်းသမီး3နှစ်ကျော်အကြာဒီနေ့မှာတော့သူမရဲ့ဇလန်းဟာဝမ်းနည်းဖွယ်အဆုံးသတ်တစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ထိုင်းနန်းတွင်းရဲ့2026ခုနှစ်ဇွန်လ12ရက်ထုတ်ပြန်ချက်အရမင်းသမီးဘာဂျရာကတိယာပါနာယင်တီယာဒေဗယာဝရီဟာဇွန်လ17ရက်ည9:48မိနစ်မှာဘန်ကောက်မြို့ရှိကျူလာလောင်ကောင်ဆေးရုံ၌နက်ရွာဆန်တော်မူခဲ့ပါတယ်။မင်းသမီးဟာ2022ခုနှစ်ဒီဇင်ဘာလကနှလုံးနဲ့ဆက်ဆက်တဲ့ကျန်းမာရေးပြဿနာကြောင့်သတိလစ်မိမျောခဲ့ပြီးနောက်ဆေးကုသမှုဆက်လက်ခံယူနေခဲ့ရတာပါ။အဲဒီနောက်နန်းတွင်းကလည်းကျန်းမာရေးအခြေအနေတွေကိုအချိန်အခါအလိုက်ထုတ်ပြန်ပေးခဲ့ပါတယ်။2026ခုနှစ်မေလ21ရက်ကစပြီးကျန်းမာရေးအခြေအနေပိုဆိုးလာခဲ့တယ်လို့သိရပါတယ်။ဘိုက်အတွင်းပိုးဝင်တာ၊ဥမာကြီးရောင်ရမ်းတာ၊သွေးပေါင်ကျတာ၊နှလုံးခုန်နှုန်းမမှန်တာနဲ့သွေးခဲပုံမမှန်တာတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်းနန်းတွင်းကထုတ်ပြန်ထားပါတယ်။ဆရာဝန်တွေကအနီးကပ်ကုသပေးခဲ့ပေမဲ့အခြေအနေကပြန်မကောင်းလာပဲနောက်ဆုံးမှာတော့နက်ရွာဆန်တော်မူသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာထိုင်းတော်ဝင်မိသားစုအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ပြောနိုင်ပါတယ်။မင်းသမီးဘာဂျရာကတိယာဘာဟာဥပဒေရေးရာတန်တမန်ရေးရာနဲ့လူမှုရေးလုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့သူတဦးဖြစ်ပြီးထိုင်းပြည်သူအများပြားသိရှိကြတဲ့တော်ဝင်အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။ကျမ်းမာရေးရှုထောင့်ကကြည့်ရင်တော့မင်းသမီးဟာသတိလစ်မိမျောတဲ့အခြေအနေကနေနှစ်ပေါင်းများစွာကုသမှုခံယူခဲ့ရပြီးနောက်ပိုင်းမှာယောဂနောက်ဆက်တွဲပြဿနာတွေထပ်ပေါ်လာခဲ့ပါတယ်။ဒါကပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဟာရေရှည်မှာပဲနောက်ထိတက်ရောက်နိုင်နေဆိုတာကိုပြသနေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။လက်ရှိမှာထိုင်းဘုရင်ကမင်းသမီးရဲ့ဇာပနအခမ်းအနားကိုတော်ဝင်ထုံတန်းစင်လာတွေအတိုင်းအမြင့်ဆုံးဂုဏ်ပြုအဆင့်နဲ့ကျင်းပဖို့အမိန့်ပေးထားပါတယ်။လာမယ့်ရက်တွေမှာလည်းထိုင်းနိုင်ငံအတွင်းဝမ်းနည်းခြင်းနဲ့ဂုဏ်ပြုအမှတ်တရအခမ်းအနားတွေဆက်လက်မြင်တွေ့ရဖို့ရှိနေပါတယ်။မင်းသမီးဘာဂျရာကတိယာဘာရဲ့ကွယ်လွန်မှုဟာထိုင်းတော်ဝင်မိသားစုအတွက်သာမကပြည်သူအများအတွက်လည်းဝမ်းနည်းစရာသတင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဖြစ်ရပ်အပေါ်သင်ဘယ်လိုမြင်ပါသလဲ။ပုံမှန်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။